ရခိုင်ကနေဘင်္ဂလားဒေ့ရှ်ကိုကျွေးနွားတွေတင်သွင်းရောင်းချရာမှာဒေသခံတွေဖွဲ့စည်းထားတဲ့ကော်မတီရဲ့ခေါင်းပုံဖြတ်မှုတွေကြောင့်အခက်အခဲတွေနဲ့ကြုံတွေ့နေကြရတယ်လို့ကျွေးနွားကုန်သည်တွေကနရီစရာသတင်းဌာနကိုပြောဆိုပါတယ်။ရခိုင်ဒေသကနေဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကိုကျွေးနွားတွေတနိုင်တစ်ပိုင်တင်သွင်းပို့ချရာမှာမောင်တော်မြောက်ပိုင်းကုန်းလန်းကိုအုံပြုတင်သွင်းနေကြရတာဖြစ်ပြီးအဲ့ဒီကော်မတီကဝယ်ရောက်ချေလေတဲ့အပြင်ခေါင်းပုံဖြတ်မှုတွေရှိနေတယ်လို့နွားကုန်သည်တယောက်ကပြောပြပါတယ်။ဒေသအတွင်းဖွဲ့စည်းထားတဲ့ကျွေးနွားကော်မတီဟာအရင်နွားတကောင်ကိုဘင်္ဂလားဒေ့ရှ်တာကာငွေ2000မြန်မာငွေ9000လောက်ကော်မရှင်ကြေးကောက်ယူနေရကနေလက်ရှိမှာတော့တာကာငွေ1000ခွဲ2000အထိကောက်ခံမှုတွေရှိနေတယ်လို့ပြောဆိုကြပါတယ်။ရခိုင်ကုန်သည်တွေဟာအဲ့ဒီကော်မတီကကြားခံပြီးတစ်ဆင့်ရောင်းချကြရပြီးကော်မတီကကျွေးနွားတကောင်မှာသိန်းရှိပြီးကော်မရှင်ခရရှိနေကြတယ်လို့လည်းနွားကုန်သည်တယောက်ကပြောဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်ဘက်ကဝေယူသူတွေကိုကုန်သည်တွေအနေနဲ့စိတ်ကြရောင်းချလို့မရဘဲကော်မတီကလက်ဝါးကြီးအုပ်ထားတဲ့အတွက်ကြောင့်ကျွေးနွားရောင်းချရတဲ့အခါမှာအခက်အခဲတွေရှိနေတယ်လို့ကုန်သည်တွေကပြောကြပါတယ်။